ဘဝတစ်ပါးကိုကူးပြောင်းသွားပြီဖြစ်တဲ့နန္ဒာလိုင်နဲ့ခိုင်တင်းကြီးရဲ့မိတ်ကပ်ဆရာအကြိုင်ပရိသတ်များအလုံးမဲမင်္ဂလာပါတခေတ်တခါကမြန်မာရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသမီးတွေဖြစ်ကြတဲ့နန္ဒာလိုင်နဲ့ခိုင်တင်းကြီးတို့ရဲ့အလားပါတွေကိုပုံမတောက်ပေါအောင်ဖန်တီးပေးခဲ့တဲ့နာမည်ကြီးမိတ်ကပ်ဆရာမမီကျိုင်ခုံမိတ်ကပ်အကြိုင်တို့ကလူလောကကြီးတွေကနေထောင်ဝရထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်လွန်ခဲ့တဲ့10စုနှစ်တည်းစီကအနုပညာလောကကိုပြန်ကြည့်မယ်ဆိုရင်မိတ်ကပ်မမီကျိုင်ဆိုတော့မသိသူမရှိလောက်အောင်မြင်ခဲ့တဲ့အလှဖန်တီးရှင်တူပါအထူးသဖြင့်တရုတ်ဆောင်အကယ်ဒမီနန္ဒာလိုင်ရဲ့အနုပညာခရီးလမ်းအစပိုင်းတွေမှာနန္ဒာလိုင်ပြင်ထားတာလေးတိတ်လှတာပဲလို့ပရိသတ်တွေကြားရေပန်းစားလူပြောများခဲ့တာကမမီကျိုင်ရဲ့တေသက်လှတဲ့လက်ရာတွေကြောင့်ပါပဲဒါအပြင်တရုတ်ဆောင်ခိုင်သင်းကြီးကိုလည်းပရိသတ်တွေပို့ပြီးတော့တတိထားမိသွားစေတဲ့ချစ်စရာမျက်နှာသွင်းပြင်လေးတွေဖန်တီးပေးခဲ့သူပါအဲ့ဒီခေတ်ကနန္ဒာလိုင်ခိုင်သိန်းကြီးတို့နဲ့မိတ်ကပ်မမီကျိုင်ဆိုတာခွဲခြားလို့မရအောင်အမြဲတွဲလျက်တွေးမြင်ခဲ့ရတဲ့အနုပညာညီအမတွေလို့မိသားစုဝင်တွေလို့ဖြစ်ခဲ့ပါတယ်သူကမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးမိတ်ကပ်ဆရာစီရင်ထဲမှာထိတ်တန်းကနေရက်တည်နိုင်ခဲ့သူတူပါဒါပေမဲ့လည်းအချိန်ကာလတွေပြောင်းလဲလာတာနဲ့အမျှလူဘဝရဲ့သဘာဝတရားအရာအသက်အရွယ်လေးရလာချိန်မှာတော့မမီကျိုင်တယောက်ကျန်းမာရေးအခြေအနေတွေဆိုးရွားလာခဲ့ပါတယ်။ LGBT တူဖြစ်တယ်လို့အောင်မြင်ချိန်မှာအနာဂတ်အတွက်တေချာစုဆောင်းထားနိုင်ခဲ့တာမျိုးမရှိခဲ့တဲ့အတွက်ဘဝရဲ့နေဝင်ချိန်မှာမိသားစုနဲ့အတူခိုကပ်နေထိုင်ရင်ဆင်းရဲဒုက္ခနဲ့ကျန်းမာရေးယိုယွင်းမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။အထူးသဖြင့်ဆိုးရွားလာတဲ့ကြောက်ကဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရတာပါအရင်လိုအလုပ်တွေတိတ်ပြီးတော့အဆင်မပြေတော့တဲ့အချိန်မှာယောဂဝေဒနာကပါဖိစီးလာတဲ့အတွက်သူ့ရဲ့ဖြတ်တန်းမှုဟာအတော်လေးကိုခက်ခဲကြမ်းတမ်းခဲ့ပါတယ်ဒီလိုအကူအညီမဲ့နေချိန်မှာသူဖန်တီးပေးခဲ့တဲ့မင်းသမီးတွေကသူ့ကိုလုံးဝကြောခိုင်းမသွားခဲ့ပါဘူးအနုပညာလောကရဲ့တန်ရောစင်နဲ့ကျေးဇူးတရားကိုသိတတ်တဲ့တရုတ်ဆောင်နန္ဒာလိုင်နဲ့ခိုင်သင်းကြီးတို့ကမမီကျိုင်အတွက်လိုအပ်တဲ့ထောက်ပံ့မှုတွေကိုအသီးသီးပေးအပ်ခဲ့ကြပါတယ်အထူးသဖြင့်တရုတ်ဆောင်နန္ဒာလိုင်ဆိုရင်မမီကျိုင်မကွဲလွန်ခင်အချိန်ထိလစဉ်အသုံးစရိတ်အဖြစ်ငွေကျပ်9သိန်းကိုပုံမှန်ထောက်ပံ့ပေးခဲ့တာပါဒီလိုအလူငွေတွေအကူအညီတွေကိုကြားကနေတရားဒဇင်းလိုချိတ်ဆက်ဆောင်ရွက်ပေးခဲ့သူကလက်ရှိခေတ်ရဲ့နာမည်ကြီးမိတ်ကပ်ဖန်တီးရှင်ညီညီမောင်ဆန်းချောင်းဖြစ်ပါတယ်မကြသေးမီရပိုင်းကမမီကျိုင်စေးရုံတက်ရချိန်မှာလဲကုန်ကြစိတ်အလုံးကိုနန္ဒာလိုင်ကပဲတာဝန်ယူရှင်းလင်းပေးခဲ့တာကတကယ်ကိုကြည်နူးလေးစားစရာကောင်းပါတယ်သူရဲ့အင်တာဗျူးတစ်ခုမှာမမီကျိုင်ကသူ့ကိုကျေးဇူးမမေ့ပဲလှည့်ကြည့်ခဲ့ကြတဲ့နန္ဒာလိုင်အပါအဝင်ကူညီပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ကြောင်းမျက်ရည်လဲရွှဲနဲ့ပြောကြားခဲ့ပူပါတယ်။နောက်ထပ်ရင်နှင်းစရာကောင်းတဲ့အချက်လေးတစ်ခုကမမီကျိုင်ကသူ့ရဲ့ဘဝနောက်ဆုံးချိန်လေးမှာငယ်စဉ်ကအရန်ချစ်ခဲ့ရတဲ့သူ့ရဲ့အခြေဦးကိုလွမ်းဆွတ်တတိယနေခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့အခြေဦးကအခုခါမှာဇနီးသမီးတွေနဲ့တာယာတဲ့မိသားစုဘဝလေးကိုတိဆောက်ထားပြီဖြစ်လို့သူတို့အတွက်ဝမ်းသာကြည်နူးပေးခဲ့တဲ့မမီကျိုင်ရဲ့မေတ္တာတရားကတကယ်ကိုဖြူစင်လာပါတယ်။အခုတော့လူလောကရဲ့ဆင်းရဲဒုက္ခတွေယောဂဝေဒနာတွေကိုအလုံးချန်ထားရခဲ့ပြီးတော့ပြီးခဲ့တဲ့ဩဂတ်စ်လ2ရက်နေ့ညနေ3:56မိနစ်အချိန်မှာမိတ်ကပ်မမီကျိုင်ကသူခံစားနေရတဲ့ကြောက်ကပ်ယောဂဝေဒနာနဲ့ပဲဘဝတစ်ပါးကိုအေးချမ်းစွာနဲ့ကူးပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။သူချစ်တဲ့မင်းသမီးလေးတွေရဲ့ပြုစုဆောင်ရှောက်မှုနဲ့အတူထွက်ခွာသွားရတာမလို့မမီကျိုင်တယောက်နောက်ဆုံးချိန်မှာစိတ်ချမ်းသာစွာနဲ့မျက်စိမိတ်နိုင်ခဲ့မယ်လို့ယုံကြည်ပါတယ်။ကဲပရိသတ်ကြီးတို့အနေနဲ့ရောတခေတ်တခါကအောင်မြင်ခဲ့တဲ့မိတ်ကပ်မမီကျိုင်ခေါ်မိတ်ကပ်အကြိုင်ရဲ့ဖန်တီးမှုလက်ရာတွေကိုအမှတ်ရနေသေးလားသူ့အပေါ်မှာဘလို့အမြင်လေးတွေကိုမှတ်ချက်ပေးခြင်းလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။